မျိုးမြအားလုံးပဲမင်္ဂလာရှိတော့နေ့လည်ခင်းလေးပါဗျာအားလုံးပဲစိတ်ချမ်းသာကိုယ်ကြမ်းမှခြင်းနဲ့ပြည့်စုံကြပြီးကဆူပြီးဆိုရဟန်းပေါင်းမှခင်ဝေးကြပါစေမျိုးမြအားလုံးမင်္ဂလာပါကျွန်တော်တို့ဒီဟာအောင်ပါဗျအဲ့တော့မနက်ကတော့ဖရီး VIP ပေါက်ပေး organize အောင်ပါတယ်ဗျเนาะ6ခွန်မှာကျွန်တော်တင်ထားပေးတာရှိပါတယ်စောစောလေးက17ကျော်ကျော်လောက်ကတင်ထားတာပေါ့နော်မနက်ကဖရီး VIP ပေါက်ပေး organize အောင်တယ်ပေါ့နော်ပေါက်ပေးလေးလည်းအောင်တယ်ဖရီး VIP လည်းအောင်တယ်เนาะအဲ့တော့ဒီကနေ့ညနေ9ရက်6လ2025ပေါ့နော်ဒီကနေ့ညနေအတွက်ကိုကျွန်တော်ဖရီးအရန်ကနန်းက3-2-3-3-3-5-3-8ပေါ့နော်ဒီကနေ့ညနေအတွက်ကိုဖရီးအရန်ကနန်းက3-2-3-3-3-5-3-8 3-2ရဲ့3-3ရဲ့3-5ရဲ့3-8ရဲ့ပေါ့နော်။အော်အမေကနန်းကတော့9-9-3-9-5ပါဗျာနော်အပြောက်ကနန်း9-9-3-9-5အော်ကနန်းက9-9-3-9-5ပေါ့နော်။အဲ့တော့ကျွန်တော်ရှိမှာဗုဒ္ဓမကျော်ပေါက်ပေးတစ်ကွက်ကောင်း9000အထူးမွေးပေါ့နော်။နှစ်ကွက်9000 3ကွက်3ကွက်ကတော့မထုတ်တော့ဘူးပေါ့နော်ဒီမှာ။အဲကျွန်တော်ရှိမှာဗုဒ္ဓမကျော်ပေါက်ပေးနှစ်ကွက်9000တစ်ကွက်ကောင်း9000ပေါ့နော်။ယူလို့ရပါသေးတယ်ဗျဒီကနေ့ညနေအထိကျွန်တော်ရှိမှာဗုဒ္ဓမကျော်အထူးမွေးပေါက်ပေးနှစ်ကွက်9000တစ်ကွက်ကောင်း9000ယူလို့ရပါသေးတယ်ဗျနော်ကျွန်တော်ရဲ့ဘိုင်ဘာဖြစ်တဲ့ဒီဟောင်းဘိုင်ဘာ3998984388မှာလာရောက်ဆက်သွယ်ပြီးတော့ပေါက်ပေးယူလို့ရပါတယ်ဗျနော်အဲ့တော့နေ့တိုင်းဒီလဲယူလို့ရပါတယ်ဒီကနေ့ညနေတော့ကိုနေ့တိုင်းပေါက်ပေးရတော့3ကွက်ကို3000နှစ်ကွက်ကို9000တစ်ကွက်ကောင်း9000ပေါ့နော်ကျွန်တော်ရဲ့ဘိုင်ဘာဖြစ်တဲ့ဒီဟောင်းဘိုင်ဘာ3998984388လာအဲ့ဒီမှာလာရောက်ဆက်သွယ်ပြီးတော့ပေါက်ပေးယူလို့ရပါတယ်နော်မျိုးတွေအားလုံးပဲညနေလဲဆက်ပြီးတော့ကန်ကောင်းကြပါစေမနက်ကတော့တစ်ချိန်အောင်သွားပြီပေါ့နော်အားလုံးပဲမင်္ဂလာရှိတော့နေ့လည်ခင်းလေးပါဗျ